မြန်မာနိုင်ငံကြီးဒုက္ခရောက်နေတာဆင်းရဲနေတာမဖွင့်ပြူတာစစ်အာဏာရှင်တွေကြောင့်ဒီဝါကြပေါ်လာတာဘယ်ချိန်ကစခဲ့တယ်လဲဆိုတော့ဦးသိန်းစိန်အစိုးရလက်ထက်ကစခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဦးသိန်းစိန်အစိုးရလက်ထက်မှာဒီမိုကရေစီရဲ့အရသာကိုပြည်သူတွေမြည်ဆန်းခွင့်ရပါစေဆိုပြီးတော့ဒီမိုကရေစီစနစ်နဲ့ယဉ်နှီးခွင့်ပေးလိုက်တယ်။အဲ့ဒီလိုယဉ်နှီးခွင့်ပေးလိုက်တဲ့အချိန်မှာလွတ်လပ်စွာရေးသားပြောဆိုထုတ်ဝေခွင့်တွေရသွားကြတယ်။စာပေဟောပြောပွဲတွေကိုလွတ်လွတ်လပ်လပ်ပြောခွင့်ပေးလိုက်တယ်။ထိုကဲ့သို့ပြောခွင့်ပေးလိုက်တဲ့အချိန်မှာစာရေးဆရာဆိုတဲ့ငတိတွေကလာရောက်နားထောင်တဲ့စာဖတ်ပေးတဲ့ကိုအများပြည်သူကိုဘဟုတုတရစရာစကားစုတွေအတွေ့အကြုံတွေပြောတာကနည်းနည်းတက်မတော်ကိုစစ်တပ်ကိုအပုတ်ချတာကများများဆရာသမားကောင်ဆန်းကိုအမွန်းတင်တာကများများတက်မတော်ရဲ့ဖြစ်တည်မှုကိုအပြစ်တင်တာကများများဒါတွေပြောလာကြတယ်ဒါတွေကိုလူငယ်တွေကကြားပါများတော့နားယောင်လာကြတယ်အဲ့ဒီတော့တိုင်းပြည်မှာစစ်တပ်ရှိနေတာကပဲမကောင်းတဲ့ပုံသဏ္ဍာန်မျိုးမြင်လာကြတယ်ထင်လာကြတယ်ဒေါ်စန်းစုကြည်ကလည်းတအားတော်ပါလေဘယ်နေရာမှာတော်တာလဲဆိုတော့သူ့ကိုယ်သူတိဆောက်တဲ့နေရာမှာဒေါ်စန်းစုကြည်တအားတော်ပါလေသူ့ပုံရိပ်ကိုတိဆောက်တဲ့နေရာမှာတော့မြန်မာပြည်မှာဒီအချိန်ထိသူ့ကိုဘယ်သူမှမမိသေးပါဘူးသို့တော့တိုင်းပြည်ကိုလှပအောင်တိုးတက်အောင်တိဆောက်တဲ့နေရာမှာတော့သူအင်မတန်ညံ့ဖျင်းလွန်ပါတယ်သူဘယ်လောက်ပဲညံ့ညံ့သူ့ရဲ့ပုံရိပ်ကိုကောင်းအောင်တိဆောက်တဲ့အခါကျတော့လေလူငယ်တွေအနေနဲ့မျိုးဆက်သစ်တွေအနေနဲ့ဒေါ်စုကြည်ပေါ်မှာသဘောကျကြတယ်ကြိုက်ကြတယ်ဒေါ်စုကြည်ကိုသဘောကျတာနဲ့အမျှတက်မတော်ပေါ်မှာမုန်းတဲ့စိတ်တွေဝင်လာကြတယ်ဟုတ်ပြီကျွန်တော်တို့တွေးကြည့်ရအောင်ပါမြန်မာနိုင်ငံကြီးမတိုးတက်တာဟာတက်မတော်ကြောင့်ဆိုရင်လွတ်လပ်ရေးရတဲ့အချိန်မှာတိုင်းပြည်ကဒါတိုးတက်နေပြီလားမတိုးတက်ပါဘူးဘာကြောင့်မတိုးတက်လဲတိုင်းပြည်တိုးတက်ဖို့အတွက်ကိုအုပ်ချုပ်နေတဲ့အစိုးရကအာသွန်ခွန်ဆိုင်မလုပ်နိုင်ပါဘူးဘာကြောင့်မလုပ်နိုင်တာလဲဆိုတော့ပြည်တွင်းစစ်မီးကိုမငြိမ့်ညိမ့်အောင်ညှိနေရလို့ပါလွတ်လပ်ရေးရတဲ့အချိန်တည်းကပြည်တွင်းစစ်ကိုအပေါ်စုအဖြစ်အမွေရလိုက်တဲ့တိုင်းပြည်ဟာကျွန်တော်တို့တိုင်းပြည်ပါပဲကမ္ဘာပေါ်မှာအရှိကြာဆုံးသောပြည်တွင်းစစ်ကိုအမွေရထားတဲ့တိုင်းပြည်ဟာလေကျွန်တော်တို့တိုင်းပြည်ပါပဲပြည်တွင်းစစ်ဒီလောက်နှစ်ပေါင်းများစွာဖြစ်နေတဲ့တိုင်းပြည်ဗမာလာတိုးတက်ပါမလဲဗျာဖဆပလအစိုးရတစ်ခေတ်လုံးတက်မတော်ကတက်မတော်နေရာမှာနေခဲ့တာပါပဲသို့တော့တိုင်းပြည်တိုးတက်သလားမတိုးတက်ပါဘူးဘာကြောင့်လဲပြည်တွင်းစစ်ဖြစ်နေတာပဲမဆလာဆိုရလက်ထက်တက်မတော်ကတက်မတော်နေရာမှာနေခဲ့တာပါပဲတိုင်းပြည်တိုးတက်သလားမတိုးတက်ပါဘူးနဝတလက်ထက်တိုင်းပြည်အနှင်းငယ်အဆင်ပြေလာပါတယ်ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်းရေးစကားတွေပြောကြတယ်တိုက်ပွဲတန်တွေငြိမ်သွားတယ်ဦးသိန်းစိန်လက်ထက်အတော်ကိုတိုးတက်လာတယ်လို့ပြောရပါမယ်ဒေါ်စန်းစုကြည်လက်ထက်တိုးတက်သလားမတိုးတက်ဘူးလားနိုင်ငံခြားလာရောက်ရင်းနှီးမြှုပ်နှံခြင်းတွေများသွားသလားနည်းသွားသလားလေ့လာတဲ့သူတွေသိကြပါမယ်အဲ့ဒီတော့ဗျာကျွန်တော်ပြောချင်တာကလူငယ်တွေကိုပါလူငယ်တွေရဲ့အတွေးထဲမှာမြန်မာနိုင်ငံကြီးမတိုးတက်တာဟာစစ်တပ်ကြောင့်လို့ထင်နေကြပါတယ်တကယ်ကတော့မဟုတ်ပါဘူးမြန်မာနိုင်ငံကြီးမတိုးတက်တာတိုင်းပြည်ဒုက္ခရောက်နေတာအရှိတောင်အာရှမှာတယံဇာတတွေကျွယ်ဝပေမဲ့အခုချိန်ထိတိုင်းပြည်ဆင်းရဲနေရတာစစ်ကောင်းဆောင်တွေကြောင့်လည်းမဟုတ်ပါဘူးစစ်တပ်ကြောင့်လည်းမဟုတ်ပါဘူးအာဏာထိန်းလို့လည်းမဟုတ်ပါဘူးအာဏာသိမ်းလို့လည်းမဟုတ်ပါဘူးဗိုလ်ချုပ်နေဝင်းကြောင့်လည်းမဟုတ်ပါဘူးဗိုလ်ချုပ်မှုကြီးတန်းရွှေကြောင့်လည်းမဟုတ်ပါဘူးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကြောင့်လည်းမဟုတ်ပါဘူးတိုင်းပြည်ဆင်းရဲနေရတာတိုင်းပြည်မဖွံ့ဖြိုးတာဟာမြန်မာနိုင်ငံအတွင်းမှာအမြင့်တွယ်နေတဲ့ပြည်တွင်းစစ်ဆိုတဲ့အနာဆိုးကြီးကြောင့်ပါအဲ့ဒီတော့ဗျာတိုင်းပြည်ကိုတိုးတက်ခြင်းနဲ့ကြီးပွားချမ်းသာစေခြင်းနဲ့ဆိုရင်ပြည်သူတွေအနေနဲ့
အမှန်ကိုမြင်နိုင်အောင်ကြိုးစားသင့်ပါတယ်လူငယ်တွေအနေနဲ့အမှန်ကိုသိအောင်လေ့လာသင့်ပါတယ်တိုင်းပြည်မှာဖြစ်နေတဲ့စစ်ပွဲတွေရပ်သွားမယ်ဆိုရင်ပြည်တွင်းစစ်မီးငြိမ်းသွားမယ်ဆိုရင်ဘယ်သူပဲအုပ်ချုပ်ပါတိုင်းပြည်ကတိုးတက်လာမှာပါစစ်တပ်ကလည်းစစ်တပ်နေရာမှာပဲစစ်တပ်နေမှာပါအုပ်ချုပ်တဲ့သူတွေအသုံးမကျဘူးဆိုရင်အုပ်ချုပ်တဲ့သူတွေတမာတမတ်မကြဘူးဆိုရင်တော့စစ်တပ်ဟာအုပ်ချုပ်သူနေရာကိုဝင်လာမှာပါပဲအဲ့ဒီတော့ညီကုန်းချုပ်ရမယ်ဆိုရင်မြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာတယံဇာတတွေအင်မတန်ပေါ်များတဲ့တိုင်းပြည်ဆိုတာလေမှန်ပါတယ်သို့သောမတိုးတက်ဘူးဆိုတာလေမှန်ပါတယ်ဒါဟာဘာကြောင့်လဲစစ်တပ်ကြောင့်မဟုတ်ပါတိုင်းပြည်အတွင်းမှာဖြစ်နေတဲ့ပြည်တွင်းစစ်ဆိုတဲ့အနာဆိုးကြီးကြောင့်ပါပဲခင်ဗျာကျွန်တော်မဲဟုတ်ဆိုပါ